လန်းလေးကရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာစတင်ပါတယ်။လင်းစုဟုခေါ်သောမိန်းကလေးသည်ထိုရိုက်ကွင်းတွင်လူစားထိုး stunt တရုပ်ဆောင်တဦးသာဖြစ်သည်။သူမ၏တာဝန်မှာပန်းသီးကိုခေါင်းပေါ်တင်ပြီးအခြားသူတဦးကများနှင့်ပြစ်သည်ကိုငြိမ်ခံပေးရသူဖြစ်သည်။လူတိုင်းကသူမကိုတာမန်မိန်းကလေးတဦးဟုသာထင်မှတ်ထားကြသည်။ထိုရိုက်ကွင်းမှာပင်နာမည်ကြီးမင်းသမီးတဦးဖြစ်သူဝမ်လင်းကလင်းစုအပေါ်မနာလိုဖြစ်နေသည်။သူမသည်ဇလန်းထဲတွင်ဓားဖြင့်တိုက်ခိုက်ရမည့်အခန်းကိုအခွင့်ကောင်းယူကာလင်းစုကိုတကယ်ထိခိုက်အောင်လုပ်ရန်ကြ။နန်စီလေးသည်သူ့ကိုဒီနေ့တော့ဒုက္ခပေးရမယ်ဟုဝမ်လင်းကစိတ်ထဲကတေးမှတ်ထားသည့်ရိုက်ကွင်းစတင်ချိန်တွင်ဝမ်လင်းသည်သူမ၏လက်ထဲမှဓားကိုတမင်တကာလွှတ်ချလိုက်ပြီးလင်းစု၏မျက်နှာစီသို့ဓားဦးလှည့်ကာပြန်ထွက်သွားစေသည်ဘေးပတ်ဝန်းကျင်ကလူများအားလုံးလန့်ဖြတ်သွားတော်လဲလင်းစုသည်မတုံမလှုပ်ပဲငြိမ်သက်နေသည်ထိုခိုက်တန့်တွင်လင်းစုသည်သူမ၏လက်ချောင်းလေးများကိုအသာအယာလှုပ်ရှားလိုက်ရာလျှို့ဝှက်ဆန်းပြားသောအပြာရောင်စွမ်းရည်များထွက်ပေါ်လာပြီးပြန်တန်းလာသောဓားကိုလေထဲတွင်တင်ရပ်တန့်သွားစေခဲ့သည်ဓားသည်လင်းစု၏လက်ဖြားလေးတွင်ကပ်ပါသွားပြီးသူမသည်ဝမ်လင်းအားအေးဆက်သောအကြည့်ဖြင့်ပြန်လည်ကြည့်လိုက်သည်ရိုက်ကွင်းနောက်ွယ်ကဒရိုက်တာနှင့်အဖွဲ့သားများမှသူမ၏တကယ်စွမ်းအားကိုမြင်တွေ့သွားရသဖြင့်ပါဇက်အဟောင်းသားဖြစ်သွားကြသည်လင်းစုသည်တာမန်မိန်းကလေးတဦးမဟုတ်ဘဲမြို့ပြထဲတွင်ပုံအောင်နေသည့်တိုင်းမာစာရာတဦးဖြစ်ကြောင်းလူတိုင်းသိရှိသွားကြပါတော့သည်